ဂျာမန်စစ်သားတွေဆိုဗီယက်အမျိုးသမီးနီလောက်ကိုကွပ်မျက်ဖို့လော့နေတုံရုတ်တရက်အဝေးကနေလူတစ်ယောက်ပေါ်လာပြီးသူတို့စီကိုအဖြူရောင်အလံကိုဝှေ့ရံပြီးပြေးလာကြတယ်။ဂျာမန်အရာရှိတစ်ယောက်ကသူ့ကိုစစ်ဆေးမေးမြန်းဖို့ချင်းကပ်လာပေမဲ့အဲ့ဒီလူကဂျာမန်တန်လဝါကတိုင်တတ်တုနဲ့ခြိထားတဲ့သူ့ပါဆက်ကနေကျိုးတစ်ချောင်းကိုဆွဲထုတ်လိုက်တယ်။ဘူကြီးကချက်ချင်းပဲအလေးပြုလိုက်ပြီးအရာရှိကသူ့ပစ္စတိုကိုအိတ်ထဲထည့်လိုက်တယ်။ဘယ်ကရတာလဲလို့ဆက်ဆူစွာမေးတယ်။ဘူကြီးကဘာမှပြန်မပြောဘူး။အဲ့ဒီအချိန်မှာပဲခေါင်းလောင်းတန်မြည်လာတယ်။ဘူကြီးကသူ့အိတ်ကနာယီကိုရှာပေမဲ့သူ့ဘောင်ပြီးအိတ်ကထဲကနာယီကိုဆွဲထုတ်ထားတာကိုတွေ့လိုက်ရတယ်။ဘူကြီးကအံ့အားသင့်သွားတယ်။သူ့နာယီကဒီလူစိမ့်လက်ထဲမှာရှိနေတယ်။သူကနာယီကိုပြန်ယူဖို့ကြိုးစားပေမဲ့အဲ့ဒီလူကရေသွင်းစီပြေးသွားပြီးရေသွင်းထဲခုန်ဝင်သွားတယ်။ဘူကြီးကပြေးသွားပြီးကြီးဟိုပြေးသွားတော့ရုတ်တရက်ရေသွင်းထဲကလက်တစ်ဖက်ထွက်လာတယ်။လူတချို့ကသူ့ကိုပြန်ဆွဲတင်လိုက်တယ်။ဘူကြီးကသူ့ကိုရိုက်နှက်ချင်ပေမဲ့နာယီကသူ့အိတ်ကထဲပြန်ရောက်နေတာကိုတတိထားမိလိုက်တယ်။ဘိုးကြီးကအောင်ပွဲကမ်းပြီးပြုံးလိုက်တယ်။ပြီးတော့အဲ့ဒီလူကသူ့ဖောင်းဘီကိုဆွဲပြီးစစ်သားတွေအားလုံးကိုရဲစင်မဲ့ရဲစရာကောင်းမဲ့အမွေအရာတစ်ခုလုပ်လိုက်တယ်။ဒါပေမဲ့အရာရှိကအဲ့ဒီလူကိုရုံမာတဲ့အပြုံးနဲ့ကြည်ရင်ပန်းတိတကိုက်ကိုက်လိုက်တယ်။အဲ့ဒီလူကရုတ်တရက်လက်ပစ်ဖုံးတစ်လုံးထုတ်လိုက်ပြီးကိုက်ကိုက်လိုက်တယ်။စစ်သားတွေကလက်ပစ်ဖုံးကိုညင်တော့ထိတ်လန့်သွားကြတယ်။ဒါပေမဲ့အဲ့ဒီလူကကျွမ်းပါပြကွက်တွေစပြတယ်။စစ်သားတွေကဇဝေဇဝါဖြစ်နေပြီးမျက်လုံးတွေကစိုက်ကြည့်နေကြတယ်။အဲ့ဒီလူကရုတ်တရက်လက်ပစ်ဖုံးကိုဘေးကိုပစ်ချပြီးအိမ်ထဲကိုပုံအောင်ဖို့ပြေးဝင်သွားတယ်။စစ်သားတွေကအလွန်အမြင်တတိထားနေပေမဲ့အဲ့ဒီလူကတစ်သားစီကိုခေါင်းပေါ်မှာတင်ပြီးအဆောက်အဦရဲ့တစ်ဖက်ကနေရုတ်တရက်ထွက်လာတယ်။စစ်သားတွေကသူ့ကိုလောင်ပြောင်ပြီးထွန်းထိုးကစားကြတယ်။ဘိုးကြီးကဆက်ဆုတဲ့အကြည့်နဲ့ရှောက်လာပြီးစီကိုဖယ်ရှားလိုက်ပေမဲ့အဲ့ဒီလူကလုံးဝပျောက်ကွယ်သွားတယ်။သူ့ဘဲကိုသွားလဲဆိုတာဘယ်သူမှမသိဘူး။ပြီးတော့ခေါင်ဘိုးကနေကြောင်အော်တန်ကြားလိုက်တယ်။ဘိုးကြီးကမောကြည့်လိုက်တော့အဲ့ဒီလူကကြောင်တကောင်လို့လှုပ်ရှားနေတာကိုတွေ့လိုက်ရတယ်။ပြီးတော့အဲ့ဒီလူကလေကားတစ်ခုကိုဆွဲထုတ်ပြီးလေထဲမှာချိတ်ဆွဲပြီးဖျော်ပြမှုစတယ်။စစ်သားတွေကအံ့အားတကြီးနဲ့ကြည့်နေကြတယ်။အရာရှိကဆိုဗီယက်အမျိုးသမီးတွေစီရှောက်လာပြီးအဲ့ဒီလူလက်နက်မချမ်းရင်သူတို့ကိုတပ်ပစ်မယ်လို့ချင်းချောက်တယ်။တကဒုံမှမပြောဘဲထိုသူကအမှုရာတစ်ခုပြုတ်လုပ်ပြီးအိမ်ခေါင်မိုးပေါ်ကခုံစင်းကမြေပြင်ပေါ်သို့ပြင်းထန်စွာပြုတ်တိုက်သွားတယ်။စစ်သားတွေကသူ့ကိုစစ်ဆေးဖို့ပြေးသွားကြတယ်။အရာရှိကစစ်ဆူတဲ့အကြည့်နဲ့ရှောက်လာပြီးသူ့ကိုကန်ကြောက်တယ်။ထိုသူကလုံးဝမတုံ့ပြန်ဘူး။လူအိုင်းတီအာယုံကသူ့ထံရှိနေတယ်။သူတို့ပြန်ကြည့်လိုက်တော့ဆိုဗီယက်အမျိုးသမီး2ယောက်ပျောက်ကွယ်သွားတယ်။အရာရှိကတိုက်ပွဲပေါ်အတင်းရှုပြန်ဖို့အမိန့်ပေးလိုက်တယ်။ထိုအချိန်မှာပဲဆိုဗီယက်တပ်ဖွဲ့တွေကတိုက်ခိုက်ပြီးသူတို့အားလုံးကိုတုံ့ပြန်ရှင်းလင်းလိုက်တယ်။ထိုသူကဖြည်းဖြည်းချင်းထားရက်တယ်။သူကဆိုဗီယက်ထောက်လှမ်းရေးတပ်မှူးကြီးတစ်ယောက်ကြီးထင်ရှားတယ်။မစ်ရှင်တစ်ခုတွင်သူတို့ကဂျာမန်အရာရှိတစ်ယောက်ကိုဖမ်းဆီးခဲ့တယ်။စုတ်ခွာနေစဉ်အမျိုးသမီး2ယောက်ကိုကွပ်မျက်တော့မယ်ပုံရောက်ပေါ်လာတယ်။ဂျာမန်တပ်ဖွဲ့တွေကိုထိတိုက်ရင်ဆိုင်မှုချင်းမရှိပေမဲ့ထိုသူကစစ်မခိခင်ကကျွမ်းပါဓမ္မတစ်ယောက်ဖြစ်တယ်။ထိုကြောင့်သူ့ရဲ့ကျွမ်းကျင်မှုကိုအသုံးပြုပြီးအမျိုးသမီး2ယောက်ကိုအောင်မြင်စွာကယ်တင်နိုင်ခဲ့တယ်။ဒါကစစ်ဆန့်ကျင်ဇာတ်လမ်းတို့ပါ။ဒီလိုရုပ်ရှင်တွေကိုနှစ်သက်ခဲ့ရင်ကျွန်တော်ကို follow ထားပါ။နေ့တိုင်းရုပ်ရှင်ကလစ်ကောင်းတွေတင်ပေးမှာပါ။